အားလုံးပဲမြင်လာပါဒီ speaker လေးကကြတော့ကျွန်တော်အသိတယောက်ပေါ့နော်သူရဲ့ speaker လေးပေါ့သူကကျွန်တော်ဒီလာပို့တယ်လာပြီးတော့တိုင်ပင်တယ်ပေါ့နော်သူ speaker ကအရင်တော့လာတယ်နောက်ပိုင်းကျတော့သူကမလာတော့တဲ့အတွက်ဂျိုးတွေဆက်ကြည့်တယ်ပေါ့နော်ဂျိုးတွေဆက်ကြည့်တဲ့အခါမှာဂျိုးကျွန်တော်ဒီရောက်လာတဲ့အခါမှာနောက်က audio ချက်ဂျိုးတွေပေါ့နော် audio ချက်ဂျိုးတွေကိုသူကလိမ်ပြီးဆက်ထားခဲ့တယ်ပေါ့နော်ဒီကောင်လေးရဲ့ဒီ audio speaker ထွက်တဲ့ချက်ဂျိုးတွေကိုသူကဘယ်လိုဆက်ထားခဲ့လဲဆိုတော့တစ်ချက်ပေါ့နော်သူကဘယ်လိုဆက်ထားခဲ့လဲဆိုလို့ရှိရင်ဒီအဖြူခေါင်းမှာပေါ့နော်အဖြူခေါင်းမှာကိုပဲဖြတ်ပြီးတော့ဒီအနီခေါင်းရဲ့ဂျိုးပေါ့နော်ဒီအနီခေါင်းရဲ့ left right ဂျိုးကိုဒီမှာပဲတစ်ခါလေး join ထားတယ်ပေါ့နော်သူ့ဂျိုးနဲ့သူဆိုပြီးတော့ join ပြီးတော့ဒီခေါင်းကိုတော့ဒီလိုခောက်ပြီးတော့တိတ်နဲ့ပတ်လာတယ်ဒီတစ်ပေါက်သေးကိုပဲထိုးသုံးထားတယ်ပေါ့ထိုးသုံးထားပြီးတော့ထိုးလာတဲ့ပြဿနာကလည်းစထိုးလာတော့ဘယ်မှာထိုးလာလဲဆို audio input ဆိုတဲ့နေရာမှာထိုးလာပြီးတော့သူကအတန်မထွက်ဘူးအရင်ကြိုးစလိုက်တော့ကတော့အတန်ထွက်တယ်ပေါ့နော်ကြိုးဆက်လိုက်တော့အတန်ထွက်တယ်နောက်ပိုင်းအတန်မထွက်တော့ဘူးဆိုပြီးတော့ကျွန်တော်ဒီရောက်လာတဲ့အခါမှာရောက်ချင်းကျွန်တော်မျက်မြင်စစ်တယ်ပေါ့နော်ကျွန်တော်ရဲ့ထုံးစံအတိုင်းကျွန်တော် electronic တစ်ခုကိုယ့်စီကိုရောက်လာပြီးကိုယ့်ပစ္စည်းကိုယ့်လက်ထဲရောက်လာပြီးဆိုတာနဲ့အရင်ဘာဆက်လဲဆိုမျက်မြင်ဆက်တယ်မျက်မြင်မှာဘာ error ရှိနေလဲဘာပြတ်နေတာရှိနေလဲဘာပြဿနာတွေရှိနေလဲပေါ့နော်မျက်မြင်ကိုအရင်ဆက်တယ်အဲ့လိုမျက်မြင်ဆက်တဲ့အခါကျတော့ပထမဆုံးတန်တရားဖြစ်တဲ့အချက်ကဒီ audio ကြိုးချိတ်ထားတဲ့ဟာပေါ့နော် join ထားတာတော့ကိုကတော့စဉ်းစားလိုက်တာပထမဆုံးစဉ်းစားလိုက်တာသူခေါင်းတစ်ခုပဲကြံတော့လို့ပေါ့နော်ဒီခေါင်းတစ်ခုပဲကောင်းတော့တယ်ဒီခေါင်းတစ်ခုပဲကြံတော့လို့လူပင်ပူးပြီးတော့ထိုးသုံးထားတယ်လို့ပဲတွက်လိုက်တယ်အဲ့ဒါနဲ့ထားပါတော့အဲ့တစ်ခုဆိုကိစ္စမရှိဘူးဆိုပြီးနောက်ကျိုးသူတိတ်ပတ်ထားတဲ့ဟာကိုဖြုတ်ကြည့်လိုက်တဲ့အချိန်မှာဒီနေရာမှာပေါ့အခုတော့ကျွန်တော်ရှင်းလိုက်ပြီအစွတ်ကြီးတစ်ခုပါနေတန်စွတ်ကြီးပေါ့နော်တန်စွတ်ကြီးတစ်ခုပါနေဒီတန်စွတ်ကဘယ်ရတန်စွတ်လဲဘာလို့ဒီမှာပါနေရလဲဆိုပြီး live စစ်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒီ audio ခေါင်းပတ်လေအခွန်များကွာပြီးတော့ကတ်ပါလာလားဆိုပြီးတော့ကျွန်တော်စိတ်ထင်တဲ့အတွက်ကျွန်တော်ဒီကောင်ကိုဖြုတ်ဆက်လိုက်တယ်ချုပ်ပြီးတော့ဆက်လိုက်တဲ့အချိန်ကျတော့အဲ့ဒါမဟုတ်နေဘူး audio japping ရဲ့ ground ခဲတွေအကုန်လုံးကလည်းကောင်းနေတယ်ခေါင်းတွေကလည်းကောင်းနေတယ်စက်ကပ်ပြားကိုစစ်ကြည့်တော့လည်းစက်ကပ်ပြားမှာလောင်ထားတာတွေပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့လောင်ထားတာမရှိဘူးပြတ်နေတာမရှိဘူး error မတွေ့ရဘူးမျက်မြင် error မတွေ့ရတဲ့ခါကျတော့ကျွန်တော်နောက် wiring line ကိုပြန်လိုက် wiring line ကိုပြန်လိုက်စစ်တဲ့ခါကျတော့မှဘာဖြစ်နေလဲဆိုတော့သူကြိုးချိတ်တဲ့ခါမှာဒါတော့ကျွန်တော်အခုဟိုနဲ့ပဲပြန်ပတ်ပေးထားပါတော့တိတ်နေပဲဒီမှာကျင်းနဲ့လိမ်ပြီးတော့ပဲဥစွာတိတ်နေပဲပြန်ပတ်ပေးထားတယ်သူကဘယ်လိုပြန်လာလဲဆိုတော့ဒီကောင်းရဲ့ကြိုးနှစ်ခုလိမ်တဲ့အခါမှာကြိုးမှားထားတယ်ဗျကြိုးမှားထားတယ်ဆိုတော့ ground ကြိုးနဲ့သူက signal ကြိုးနဲ့နှစ်ကြိုးပါတယ် ground ကြိုးနဲ့ signal ကြိုးနဲ့နှစ်ကြိုးပါတာကိုလိမ်တဲ့အခါမှာ signal ကြိုးကို ground ကြိုးနဲ့သွားလိမ်ထားပြီးတော့မှပိုးပြီးတော့ထည့်တာကံကောင်းထောက်မှသာနဲ့သူ speaker မပြတ်တာပေါ့နော်ဖွင့်တဲ့ဘီများဖွင့်မယ်တကယ်ကျန်းတန်းဖွင့်ခဲ့လို့ရှိရင်တော့ speaker လောင်သွားနိုင်တဲ့အနေအထားရှိတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ signal ကြိုးတွေကို ground ပေါင်းထည့်ထားပြီးတော့ ground ကြိုးကို signal မှာသွားပူထားတာမျိုးတွေတွေ့ရတယ်တွေ့ရတော့နောက်ဆုံးကိုကအဲ့ဒါတွေ့ရတဲ့ခါမှာကျွန်တော်ခေါင်းကလည်းနှစ်ခေါင်းလုံးကအကောင်းပြန်ပါနေတဲ့အတွက်တစ်ခေါင်းချင်းစီ left right တစ်ခေါင်းချင်းစီပြန်ခွဲပေးလိုက်တယ်အဲ့ကြတော့မှသူကဒီကောင် right ဒီကောင် left တက် right တက်တချင်းကိုအညီမျှဖွင့်လို့ရမယ်ပြီးတော့တချို့မြန်မာတန်တချင်းတွေမှာသူရှိတယ် left and right တန်ကိုအပိတ်ဖွင့်လောက်လိုက်လို့ရှိရင်တချင်းစတာတချင်းတန်ပြောက်သွားပြီးတော့တီးလုံးနိုင်နဲ့ထွက်တဲ့ဟာမျိုးတွေအဲ့မှာ left ဘက်မှာကြီးပဲကိုကထိုးထားတဲ့ခါကျတော့ right ဘက်ကမြန်မာတန်မထွက်ပဲတီးလုံးကြီးပဲထွက်နေတဲ့ပြဿနာကြီးဖြစ်တတ်တယ်အဲအကြောင်းမလို့ကျွန်တော်နှစ်ခေါင်းရှိတာဖြစ်တဲ့ left right ပြန်ပြီးတော့ခွဲပေးလိုက်တယ်အဲ့မှာကျွန်တော်အဓိကပြောချင်တာအခုကတော့ကျွန်တော်ဖွင့်မပြတော့ဘူးပေါ့နော်ဒီတစ်ခေါက်ဗီဒီယိုမှာဖွင့်မပြတော့ဘူးကျွန်တော်ဘာပြောချင်လဲဆိုတော့ဒီ speaker ထွက်တဲ့ကြိုးတွေမှာ ground ကြိုးနဲ့ signal ကြိုးဆိုပြီးတော့နှစ်လိုင်းလာတယ်သူကဒီမှာပေါ့နော်မြင်ရလားမသိကြိုးနှစ်ကြိုးပါတယ်အတွဲပေါ့နော်ကြိုးနှစ်ကြိုးပါတယ်အဲကြိုးနှစ်ကြိုးအတွဲကိုဘယ်လိုခွဲလဲ ground ကြိုးကပါတယ်ဘယ်ကြိုးလဲ signal ကြိုးကဘယ်ကြိုးလဲဆိုပြီးတော့ခွဲရတယ်ခွဲရတော့သူကဒီမှာညာတော့အဖြစ်ဒီမှာက
ပုံမှန် original လာတဲ့ဂျိုးတွေပြီးတော့ speaker ချိတ်ဆက်နေတဲ့လူတွေဆိုသိတာများတယ်သူကဘာလဲဆိုတော့ single ဂျိုးမှာဆိုလို့ရှိရင်ဒီလို line လေးတစ် line ဘေးမှာပါတယ် speaker ဂျိုးမှာပဲပါမယ်တခြား2 pin wire တွေမှာမပါဘူးအဲ့တင်နေတာ2 pin wire တွေမှာအဲ့တင်နေတာမပါဘူး speaker wire လို့ခေါ်တဲ့တချို့ကရှိတယ် speaker မှာအနီနဲ့2 pin လင်းဂျိုးတွေနဲ့သုံးပြီးတော့ speaker join ရတာရှိတယ်အဲ့အတွက်ကတော့ထားလိုက်အဲ့အတွက်ကတော့မပြောလို့ဘူးထားလိုက် speaker ဂျိုးဆိုပြီးတက်လာတဲ့ဂျိုးတွေမှာဆိုအမြဲပါတယ်ဒီဘက်ဘေးမှာ line တစ် line ပါတယ်ဒီမှာမြင်ရလားမသိခဲအောင် line လေးနော်ဒီမှာဆိုပုံမြင်ရလိမ့်မယ်ထင်နော်ခဲအောင် line လေးပါတာနဲ့ခဲအောင် line မပါပဲစာသားပါတဲ့ line နဲ့အခုရှိတယ်အဲ့လိုခဲအောင်ပါတဲ့ line က signal ဂျိုးပေါ့နော်ခဲအောင်ပါတဲ့ line က signal ဂျိုးခဲအောင်မပါတဲ့ line က ground ဂျိုးအဲ့ဖြစ်တဲ့အတွက်သူက signal ဂျိုးနဲ့ ground ဂျိုးကိုသူကပြန်ခွဲပေးလိုက်လို့ရှိရင်သူကဒီမှာ left right ပြန်ဖြတ်သွားပြီပေါ့နော်ဒီကောင်လည်းအဲ့တိုင်းခွဲလိုက်တယ်ကျွန်တော်ဒီမှာတော့ကျင်းတဲ့စာလေးလိန်ထားတယ်မဖြတ်ရသေးဘူးဒါလေးဖြတ်ပေးရအောင်နော်အခုစမ်းပြမယ်သူကအဲ့လိုပြန်ခွဲပြီးထည့်လိုက်တဲ့အတွက်သူက ground ဂျိုးကဘာနဲ့ချိန်ထားလဲဆိုဒီနှက်ခမ်းမနဲ့ချိန်ထား ground ဂျိုးကနှက်ခမ်းမနဲ့ချိန်ထားပြီးတော့ signal ဂျိုးကဒီတိုင်းနဲ့ချိန်ထားအဲ့တော့ဒီတိုင်းကဘယ်ထဲသွားလဲဆိုတော့ဒီအလေပေါက်ထဲသွားပြီးတော့ signal ပေးတယ်ဒီဘေးနှက်ခမ်းကကြတော့ဒီပတ်လေခဲအောင်ဖြစ်တယ်ခဲအောင်မှာချိတ်ဆက်ပြီးတော့ ground ချိတ်ထားတယ်အဲ့လိုနဲ့ဒီ speaker ကို ground နဲ့ signal နဲ့နှစ်ခုပေးတယ်အဲ့တော့ကျွန်တော်ပြန်ချိတ်လိုက်ဟုတ်ပြီအခုချိတ်လိုက်ပြီးတဲ့အခါကျလို့ရှိရင်တော့ဘယ်လိုပြန်ဆက်မလဲဆိုတော့ပြန်လှည့်လိုက်မယ်လှည့်လိုက်ပြီးတော့ကျွန်တော်အခုဖွင့်ပြမယ်နော်သူက Bluetooth speaker ဖြစ်တဲ့အတွက် Bluetooth ချိန်လို့ရတယ်သူ cloud တွေကလာတွေကဆက်လိုက်တဲ့အခါမှာအကုန်ကောင်းနေပေါ့နော် playback ဆိုလည်းကောင်းတယ် next လည်းကြော်လို့ရတယ်ဒါကြော်ညာမှလို့ပေါ့နော်เฮ้ยฟิลมึงเห็นตึกนั้นป่ะทำไมที่สวยๆหรูๆอ่ะสวยจริงนั่นแหละพ่อกูเช่นที่มึงเดินมาสวนรถไฟเนี่ยที่กว้างๆเนี่ยพ่อกูไม่แค่นั้นเห็นตึกข้างๆสวนรถไฟไหมโอ้โหแย่งั้นเลยนั่นก็พ่อกูพ่อไม่ใช่ของอ่ะเป็นพันเลยตัวNight Plus လည်းရတယ်နော်ဒါဆိုကျွန်တော် left right ဆန်းပြထားတာပေါ့နော်ဒါ right ဘက်ကသွားနေတဲ့အတိုင်းဒါ left ဘက်ကပဲထွက်တဲ့အတိုင်းပေါ့နော် left right ဆန်းထားတယ် speaker နှလုံးကအလုံးလုံးပြီဘောလုံးနဲ့အလုံးလုံးတယ်Please subscribe to Master Study. Okay. အဲ့ဒါရင်ကြောက်ကြတာက speaker ဂျိုးတွေကိုပြန်ပြီး link join တာမျိုးကြလို့ရှိရင်တတိထားသိချင်တယ်ဗျ။ဟုတ်တယ်ဆို speaker ဂျိုး join တဲ့အခါမျိုးတွေမှာသူကlink လိုက်တဲ့ကောင်တွေက ground ဂျိုးကဘယ်ဂျိုး signal ဂျိုးကဘယ်ဂျိုးဆိုတာတော့အနည်းနဲ့များသိစေချင်တယ်။သိတော့မှဒါလုတ်စေချင်တယ်ပေါ့နော်။အခုဆိုလို့ရှိရင်မသိဘဲနဲ့ link ထားတာဖြစ်တဲ့အတွက်ကိုကအခက်မသိရင် speaker ကြီးလောင်သွားနိုင်တယ်တက်ကြီးလောင်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောပြချင်တာပါအခုကတော့ဒီကိုပို့ထားတယ်ဟာလေးပေါ့နော်ကျွန်တော်ကတော့ဆက်ပေးသွားပြီကျွန်တော်ကတော့စေတနာနဲ့အကုန်ဆက်ပေးလိုက်တာဖြစ်တဲ့အတွက်ကိုတောင်းလို့ပြန်ရသွားပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပေးချင်တဲ့ message ကလေးကိုရမယ်လို့ထင်ပါတယ်အဓိကကတော့ကျွန်တော်ရဲ့ channel လေးကအလွယ်တကူပြုပြင်လို့ရမယ့်နည်းလေးတွေဘယ်အောင်ပဲနားမှာသွားစစ်တက်နေဘယ်လိုမျိုးလေးစစ်တက်နေဆိုတဲ့နည်းလေးတွေကိုညှဝေပေးသွားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း YouTube မှာရှာဖွေပြီးတော့ကြည့်ရှုပေးလို့ရပါတယ် YouTube မှာလည်းရှိသလို TikTok မှာလည်းရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်